တနာရီကို435ကီလိုမီတာနှုန်းနဲ့ကားကခံနိုင်မခံနိုင်ထားဦးအဲ့ဒီလောက်မြန်တဲ့အချိန်နဲ့ဆိုလေဖြတ်အားကိုဘလို့ကြော်ဖြတ်မလဲဆိုင်ကယ်သမားတွေရှေ့မှာတုတ်ချောင်းလေးထောင်ပြီးရေစံတောင်တန်လှုပ်ရင်တောင်ဒီအချိန်ကိုမရောက်နိုင်ဘူးလေအကြီးကဘလို့လောက်ကြမလဲအရေးပေါ်ဖုန်းခေါ်ဆိုမှုတွေစက်တိုက်ဝင်လာနေတော့မယ်လူတွေကလည်းဒီကိစ္စကိုအင်တာနက်ပေါ်တင်လိုက်ကြလို့လူထုထင်မြင်ချက်တွေစတင်ပေါက်ကွဲလာပြီးဆက်ဆက်နေတဲ့စောင့်ကြည့်ရေးဗီဒီယိုအားလုံးကိုလှုပ်ဝက်ကုန်နဲ့ download လုပ်ပါ download ပြီးတာနဲ့မိတ္တူအားလုံးကိုချက်ချင်းဖြတ်ပစ်ပါဆက်ဆက်သူတွေကလှုပ်ဝက်ချက်ထိန်းသိမ်းရေးစာရွက်စာတမ်းမှာလက်မှတ်ရေးထိုးရမယ်ဘယ်သူကမှပေါက်ကြားခွင့်မပြုဘူးပြင်ပကိုရှင်းလင်းချက်ကအလွန်တရာတသက်မှတ်ထဲဖြစ်ရမယ်စစ်ဆေးနေစေဖြစ်ပြီးအသေးစိတ်ကိုထုတ်ဖော်မပြောနိုင်သေးဘူးလို့ပဲပြောပါရှင်တဲနားလဲပါပြီနောက်တစ်ခါဒီလောက်ကြမ်းကြမ်းမောင်းရင်တော့အသက်ကယ်ဆေးပလဲလုံးတစ်လုံးအရင်ကုန်ထားမှဖြစ်မယ်တခင်မျိုးနယ်ကို3ပတ်တာအချိန်10မိနစ်10စက္ကန့်ကုန်ကြပါတယ်ကျင်းနေရလားအလွန်တရာမိုက်စားပဲဖေဖေသားတင်းစီကိုကျပ်သိန်း300လွှဲပေးလိုက်တယ်ဒီတလောအတွင်းမှာဗီလာတစ်လုံးသွားကြည့်လိုက်ပါကျပ်သိန်း300ဟုတ်လားကြောက်လင်မင်းတရားဥပဒေချိုးဖောက်တာလားဒီကောင်စုပ်လေးအဲ့ဒီလောက်ငွေတွေဘယ်ကရတာလဲကြီးလေးတဲ့အစဝဲမှုတွေတော့မလုံးမီနဲ့မေမေဥပဒေနဲ့အညီဖြောင်းဖြောင်းမတ်မတ်ကိုယ်တိုင်ရှာထားတဲ့ပတ်စံပါသားနှစ်ပါးအတွက်ဗီလာတစ်လုံးဝယ်ပေးမလို့ဒီဘဝမှာဒီလောက်များတဲ့ပတ်စံမျိုးတစ်ခါမှကင်ဖူးတာမဟုတ်တော့တားဖာ2ယောက်မြို့ပေါ်သွားပြီးနမူနာအိမ်ကိုသွားကြည့်ကြတာပါမဝယ်ပါဘူးမျက်စိပွင့်မျက်စိလည်းသွားကြည့်တာပါကြည့်တာကလည်းကောင်းပါတယ်နောက်မှကြောက်လက်အတွက်အိမ်အောင်ဘက်ရှာဖို့သုံးတာပေါ့အလုတ်သွားမယ်ဒီနေ့တော့အလုတ်ကပေါ်ပါတယ်အရှိကောင်းကင်တကားကိုတမျက်စီးလဲပြီးရင်စောစောပြန်ပြီးအေးရေးဝဝအိတ်လိုက်အောင်မယ်အရှင်ဖျားဒီလိုစီးတော်ရင်ကဘာမျိုးစားလဲဘလောက်တောင်စတိုင်ကြလိုက်တယ်လဲလူပုံကစီးတော်ရင်မှာတွာလာရေးအတွက်သုံးတာစီးကြည့်ခြင်းသေးလားကျေးဇူးပြုပြီးတပတ်လောက်ထပ်ပြပါဖဲကြငါ့ကိုကြည့်နေကြတာပေါ့ကောင်လေးအိုဘိုးကြီးကနက်ပြည်မှာလဲနာမည်ကြီးတယောက်ပဲလွန်ခဲ့တဲ့ရက်ပိုင်းကလင်းရှောင်းနန်းတော်မှာမင်းကအိုဘိုးကြီးတုံမှုနေတော့ငွေ100လိမ်ပြီးယူသွားတယ်ဒီနေ့တော့အိုဘိုးကြီးကမင်းနဲ့အပြစ်မယူတော့ဘူးဒါပေမဲ့ဒီတန်မြင့်ကိုတော့အိုဘိုးကြီးကမင်းအတွက်အရင်သိမ်းပေးထားမယ်နက်ဖျားကြီးလူပုံကထွက်ကုန်ပါစားသုံးကြည့်ပါလွန်ခဲ့တဲ့တစ်ခါကအိုဘိုးကြီးမူးနေတော့ငွေတွေယူသွားတာသားမမှန်ကန်ခဲ့ပါဘူးဒီနေ့တော့အပြစ်အတွက်တောင်းပန်ပါတယ်ဒီရတာကတော်တော်လေးမူးစရာကောင်းတာပဲနက်ဖျားကြီးနှစ်သက်တယ်ဆိုရင်ပြီးတာပါပဲ